အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ပြောပြသွားပေးမယ့်ဇာတ်ကားလေးကတော့ကဘာတလွားကပြည်သက်တွေကိုရံမောပျော်ရွှင်စေပြီးအတွေးများစွာပေးဆန်းခဲ့တဲ့အိန္ဒိယရုပ်ရှင်ကားတကားဖြစ်တဲ့3 Idiots ပဲဖြစ်ပါတယ်ပညာရေးစနစ်အိမ်မက်တွေတကယ်ချင်းတန်ရောစင်းတွေအကြောင်းကိုထိထိမိမိတင်ဆက်ထားတာမို့တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်ဆီးခဲ့မှုတဲ့သူတိုင်းရေထဲဆွဲမြဲနေအောင်မဇာတ်ကားတကားပါဒီဇာတ်ကားဟာကျွန်တော်တို့ရဲ့ပညာရေးပေါ်အမြင်ဘဝအထိပ္ပယ်တွေပေါ်အမြင်တွေကိုပြောင်းလဲစေခဲ့တာလည်းအမှန်ပါပဲ။ကဲဒါဆိုရင်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ဘလို့ခွာအားဖြစ်စေမဲ့သင်ခန်းစာတွေပေးကြလဲဆိုတာကိုအစအဆုံးပြန်လည်တစ်ဆက်ပြောပြပေးသွားမှာဖြစ်လို့အခုပဲလိုက်ပါခါစားကြည့်လိုက်ပါနော်။ဇလအစဖာရာကူရရှိလို့ခေါ်တဲ့လူတစ်ယောက်ဟာလေတက်ခါစားမှာဖုတ်ခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိပြီးတဲ့နောက်အပြေးလွှားဆင်းသွားခဲ့ပါတယ်။ဖာရာရဲ့တငယ်ချင်းဖြစ်သူရာဂျူးရစတိုကြီးလည်းသူ့အိမ်ကနေဘောင်းမီတောင်မပါပဲကားပေါ်ပြေးတက်ခဲ့ပါတယ်။တယောက်စလုံးဘယ်ရောက်နေမှမသိတဲ့သူတို့ရဲ့အခြေဆုံးတငယ်ချင်းရက်ချိုအကြောင်းကို10နှစ်ကျော်ကြာတဲ့အချိန်ချာတူးစီကဖုံးဝေလာပြီးရက်ချိုဘယ်မှာရှိတယ်ဆိုတာတီကြောင်အတိပေးလိုက်တဲ့အချိန်မှာတော့ခရီးစတင်ခဲ့ပါတော့တယ်။ချာတူးဟာ10နှစ်အကြာရက်ချိုနဲ့ဘသူကပိုအောင်မြင်လဲဆိုတာစိတ်ခေါ်ဖို့ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့သူတို့သုံးဦးဟာချာတူးရဲ့ကားနဲ့ရှမလားဆိုတဲ့ဒေသစီကိုဥတီထွက်ကလာခဲ့ပါတယ်။ခရီးထွက်ကလာစဉ်ဖာရာရဲ့စိတ်မှာယခုပြစ္ဆုတ်ပံမှာဒီအတိတ်ဝဲသူပြန်လဲလေ့ပြန်သွားပါတော့တယ်။တက္ကသိုလ်ရဲ့ပထမဆုံးညမှာပဲရက်ချိုဟာသူ့ရဲ့မတူညီတဲ့အတွေးခေါ်ကိုပြသနိုင်ခဲ့ပါတယ်။စီနီယာကျောင်းသားတွေကကျောင်းရောက်စဂျူနီယာတွေကိုအနိုင်ကျင့်တဲ့အချိန်ရက်ချိုကတော့ဒီအတိုင်းအခန်းထဲဝင်သွားခဲ့ပါတယ်။စီနီယာကအပေါက်ဖွင့်ဖို့မဖွင့်ရင်တင်းနဲ့ပန်းမယ်ပြောတဲ့အချိန်မှာလျှက်စီးတဲ့ဝိုင်ယာကျိုးနဲ့ဇုံးကိုချိတ်ဆက်ပြီးစီနီယာကသေးပန်းတဲ့အချိန်မှာတော့စီနီယာကိုရှော့ရသွားအောင်လုပ်ခဲ့ပါတယ်။ဒါဟာသူတို့သုံးယောက်ရဲ့ခိုင်မာတဲ့တငယ်ချင်းတန်ရောစီရဲ့အစလည်းဖြစ်ခဲ့ပါတယ်။ရာချိုဖာရန်ရာဂျူတို့ဟာအိန္ဒိယရဲ့နာမည်အကြီးဆုံးအင်ဂျင်နီယာကျောင်းဖြစ်တဲ့ ICE မှာတက်ရောက်နေခဲ့ကြသူတွေဖြစ်ပါတယ်။ရာချိုကတော့ကျောင်းရဲ့ပညာရေးစနစ်နဲ့လုံးဝစက်ကြေပဲဖြစ်နေသူပါ။အမှတ်ကောင်းဖို့အဆင့်ကောင်းဖို့ဆိုတဲ့ဖိအားတွေနဲ့ကျောင်းသားတွေကိုဖိနှိပ်နေတဲ့ဗိုင်းရပ်လို့နာမည်ပြောင်ခေါ်ကြတဲ့ကျောင်းအုပ်ကြီးကိုလည်းဒီဇလန်မှာတွေ့ရမှာပါရာချိုဟာအမြဲတမ်းပညာရေးစနစ်ကိုစိန်ခေါ်နေခဲ့သူဖြစ်ခဲ့ပါတယ်ကျောင်းဆရာတယောက်ရဲ့မရှိဆိုတာဘာလဲပြောတဲ့အချိန်စကလုံးရဲ့အထိပ္ပယ်ကိုစာအုပ်ထဲကအတိုင်းအလွတ်ကျက်ဖြေဆိုခဲ့တဲ့ခြာတူးရဲ့အတွေးခေါ်ကိုလည်းရှုံချခဲ့ပါတယ်သူကိုယ်ပိုင်နားလည်မှုနဲ့ဆက်ရဲ့အထိပ္ပယ်ကိုရှင်းပြခဲ့ပါတယ်ဒါကြောင့်ကျောင်းဆရာကရာချိုကိုအတန်းထဲကမောင်းထုတ်ခဲ့ပြီးဒီကိစ္စကြောင့်ကျောင်းဆရာတွေနဲ့ရာချိုတို့ရဲ့ပြဿနာဟာစတင်ခဲ့ပါတယ်နောက်ဆက်ဝင်ခံတစ်ခုမှာတော့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂျော့လိုဘိုဟာသူ့ရဲ့ပရောဂျက်ကိုမဟာမင်းနဲ့တဲ့ဗိုင်းရပ်စ်ကသူ့ကိုကြောက်ထုတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ DPR တွေကြောင့်ဂျွိုင်းဟာကိုယ့်ကိုယ်ကိုတတ်သိသွားခဲ့ပါတယ်။ DPR ကရန်ချိုကိုအပြည့်အထန်တုံးလို့စီပြီးသူတို့ကျောင်းရဲ့ပညာရေးစနစ်ကဘလောက်ထိဆိုးရတယ်ဆိုတာကိုပိုပြီးထင်ရှားစေခဲ့ပါတယ်။ရန်ချိုဟာအမြဲတမ်းတငယ်ချင်းနှစ်ယောက်ကို Alice Well ဆိုတဲ့စကားနဲ့အားပေးစကားပြောခဲ့ပါတယ်။ဒီစကားလေးကသူတို့ရဲ့ဘဝအလည်ပြောင်းတွေမှာအမြဲတမ်းအားဖြစ်စေခဲ့ပါတယ်။တညမှာသူတို့တော့ရောက်ကျောင်းကြီးဗိုက်တဲ့ရဲ့အိမ်ကိုဖိတ်ခေါ်ခြင်းမရှိဘဲညစာစားပွဲတစ်ခုကိုဝေရောက်စားတော့ခဲ့ပါတယ်။ဒီလိုနဲ့ရန်ချိုဟာဗိုက်ရဲ့သမီးပီယာနဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ရပါတယ်။ပီယာဟာရန်ချိုရဲ့စိတ်နေစိတ်ထားနဲ့အတွေးခေါ်တွေကိုသဘောကျနေခဲ့ပါတယ်။ဒါပေမဲ့ဗိုင်ရပ်ကတော့ရန်ချိုကိုလုံးဝသဘောမကျပါဘူး။သူကရန်ချိုကိုအနာဂတ်မရှိတဲ့သူအဖြစ်မြင်ပြီးပီယာကိုလည်းအောင်မြင်တဲ့စီးပွားရေးသမားတို့ဖြစ်တဲ့စူရန်နဲ့လက်ထပ်ဖို့စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။ဖိတ်စာမပါပဲညစာဝင်ရောက်စားတော့တာကိုဘိုင်းနဲ့တည်သွားတဲ့အခါမှာတော့ဒီကိစ္စကြောင့်ဖာရန်ရာဂျူးကိုခန်းခွဲနေဖို့ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲချာတူကတော့သူ့ရဲ့အလွတ်ကျက်စနစ်နဲ့အမြဲတမ်းအမတ်ကောင်းတွေရရှိပြီးကျောင်းမှာပထမဆုံးနေရာကိုရယူဖို့နှီးမျိုးစုံနဲ့စူးစမ်းနေခဲ့ပါတယ်။ရာချိုနဲ့ချာတူတို့ဟာပညာရေးစနစ်နဲ့ပတ်သက်ပြီးအမြင်မတူကြတဲ့အတွက်ပြိုင်ဘက်တွေဖြစ်နေခဲ့ကြပါတယ်။တခါကရန်ချိုဟာချာတူရဲ့အရေးကြီးတဲ့ဟောပြောပွဲတစ်ခုမှာဟာတာပြောင်းတဲ့ကြပြတစ်ပုတ်ကိုအစားထိုးလိုက်ပြီးသူ့ကိုအဆက်ရစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲချာတူကနောက်10နှစ်ကြာရင်ဘဝမှာဘသူကပိုအောင်မြင်လဲဆိုတာကိုပြန်ကြဖို့စိတ်ခေါ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ပီယာသူ့ဘကေကိုမနှောက်ယှက်ဖို့ပြောတဲ့အချိန်မှာရန်ချိုကတော့အချစ်ချောင်းကိုပါတင်ပေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူတို့စီကိုအရေးပေါ်သတင်းတစ်ခုရောက်ရှိလာခဲ့ပါတယ်။ရာဂျူးရဲ့ဖခင်နှလုံးရောဂါဖြစ်လို့ဆေးရုံကိုအမြဲတမ်းသွားရမယ့်အခြေအနေပါ။ရန်ချိုနဲ့ပီယာဟာရာဂျူးအိမ်ကတစင်ဆေးရုံကိုအပြေးလွှားသားခဲ့ကြပါတယ်
နောက်ရက်ဆောင်းမွေးဖြေဆိုရမှချင်းအမြန်သွားခဲ့ပြီးဖြေလာစာရဲထည့်ရမယ့်အချိန်မှာတော့ဆရာကလက်မခံခဲ့ပါဘူးဆရာကိုကျွန်တော်တို့ဘယ်သူလဲသိလားနာမည်ဘယ်သူလဲသိလားမေးပြီးမသိဘူးလို့ဆရာကပြောတဲ့အချိန်မှာတော့စာရဲတွေဖာပြီးထပ်ပြေးခဲ့ကြပါတယ်နောက်တစ်ခါမှာတော့စာမေးပွဲရဆက်ထပ်ဖို့စောင့်နေကြတာဖြစ်ပါတယ်ရာဂျူးနဲ့ဖာရာဟာဘိတ်ရှိရခဲ့ကြပေမဲ့ရန်ချိုကတော့ပထမရရှိခဲ့တာဖြစ်ပါတယ်ဆယ်နှစ်ကြာယခုပြစ္ဆုတ်ဝံမှာတော့ဖာရာနဲ့ရာဂျူတို့ကသူတို့ရဲ့ချစ်စိုးတငယ်ချင်းရန်ချိုကိုရှာဖို့ခီးဆက်နေခဲ့ပါတယ်။ဒီရှာဖွေမှုမှာသူတို့ရဲ့အတိတ်ကပြိုင်မဲ့ချာတူလည်းပါဝင်လာပါတယ်။ချာတူကယခုအခါမှာတော့အမေရိကန်မှာအောင်မြင်ကျော်ကြားတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်နေပါပြီ။သူကရန်ချိုကိုသူအောင်မြင်ကြောင်းနဲ့ရန်ချိုကမအောင်မြင်ကြောင်းတက်တည်ပြချင်နေတာပါ။ရန်ချိုကိုရှာဖွေရင်းနဲ့သူတို့သုံးယောက်ဟာရှမ်မလာကိုရောက်သွားပြီးအဲ့ဒီမှာရန်ချိုရဲ့အိမ်လိုတည်ထားတဲ့နေရာကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေ့ခဲ့ရတဲ့ရန်ချိုဟာသူတို့တငယ်ချင်းရန်ချိုမဟုတ်ပဲတခြားတစ်ယောက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီကားနေမှာသူတို့တငယ်ချင်းရန်ချိုကတကယ်ရန်ချိုမဟုတ်ပဲသူအစားတက္ကသိုလ်တက်ခဲ့တဲ့ချိုတူးဆိုတဲ့သူဖြစ်ကြောင်းသိခဲ့ရပါတယ်။အမှန်တကယ်သူတို့တငယ်ချင်းဆိုတာကတော့ဆင်းရဲတဲ့မိသားစုကလာပြီးကျောင်းမတက်နိုင်တဲ့အတွက်သူအစားကျောင်းတက်ခိုင်းခဲ့တဲ့သူဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေကိုသိပြီးတဲ့နောက်ဖာရာရာဂျူတို့ဟာတကယ်ချင်းဖြစ်တဲ့ချိုတူးကိုဆက်လက်ရှာဖွေခဲ့ပါတယ်။ဆက်လက်ရှာဖွေရင်းနဲ့သူတို့ရဲ့တငယ်ချင်းပီယာကိုလည်းသတိရသွားပါတယ်။ဒီလိုနဲ့ဆက်သွားကြတဲ့အခါမှာတော့ပီယာဟာစူရက်နဲ့မင်္ဂလာဆောင်နေတာဖြစ်ကြောင်းသိရှိလိုက်ရတဲ့အခါပီယာကိုလည်းမင်္ဂလာဆောင်ကနေခေါ်ယူထွက်ပြေးခဲ့ကြပါတယ်။နောက်ဆက်ဝင်ကတစ်ခုမှာတော့ဘိုင်းရဲ့ဟောပြောပွဲအပြီးမှာသူတို့သုံးယောက်ဟာအရက်တောက်ခဲ့ကြပါတယ်။တယောက်ကိုတယောက်ဘာကြောင့်မအောင်မြင်ကြလဲမေးကြပြီးဖာရာကတော့ဓာတ်ပုံဆရာဖြစ်ချင်တာကိုအင်ဂျင်နီယာကျောင်းလာတက်တယ်။ရာဂျူးကငါကရောဘာလို့မအောင်မြင်လဲမေးတဲ့အခါမင်းကတော့အဆောင်လက်စွပ်တွေကိုပဲအားကိုးနေတယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်မှာဖာရာကစိတ်ခုံမှုတစ်ရက်ကိုလုပ်ခဲ့ပါတယ်။မင်းသာပီယာစီမှာဝယ်ခိုင်းရင်ငါတို့လည်းမင်းပြောတဲ့အတိုင်းလုပ်မယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ဘိုင်ရဲ့အိမ်ကိုသွားပြီးပီယာစီမှာဝယ်ခိုင်းအပြန်မှာတော့အိမ်ကိုပါတေးပန်းခဲ့ပါသေးတယ်။နောက်ရဲ့ကျောင်းကန်းထဲမှာအိပ်ပျော်နေကြပြီးအမူးမပြေသေးတဲ့ရာဂျူးဟာကျောင်းရုံးခန်းကိုရောက်ရှိခဲ့ပါတယ်။ဒီအချိန်မှာဗိုင်းရပ်စ်ကမင်းကိုကြောင်းထုတ်ရမလားရန်ချိုကိုကြောင်းထုတ်ရမလားမေးတဲ့အခါမှာတော့ဖီအားရမ်းများလာတဲ့ရာဂျူးဟာပြတင်းပေါက်ကနေခုန်ချခဲ့ပါတယ်။ဒဏ်ရာများစွာနဲ့ရာဂျူးဟာဆေးရုံတက်သတိလစ်နေခဲ့ပါတယ်။ရာဂျူးဆေးရုံကနေပြန်ကောင်းလာဖို့အချိန်အများကြီးယူခဲ့ရပါတယ်။ဒီလိုနဲ့ဆေးရုံမှာရှိနေစဉ်မှာပဲရာဂျူဟာသူ့ကိုအမြဲတမ်းအားရစ်ပဲလို့ပြောပြီးအားပေးခဲ့ပါတယ်။ရာဂျူးကနောက်ဆုံးမှာသူ့ရဲ့ကြောက်စိတ်တွေကိုကျော်လွှားပြီးသူ့ကိုယ်သူယုံကြည်လာခဲ့ပါတယ်။သူအလုပ်အင်တာဗျူးကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီးသူ့ရဲ့ဘဝမှာအောင်မြင်မှုကိုစတင်ခံစားလာခဲ့ရပါတယ်။ဒါအပြင်ဖာရာလည်းအင်ဂျင်နီယာထက်ဓာတ်ပုံဆရာဖြစ်ဖို့သူ့ရဲ့ဝါသနာဖြစ်ကြောင်းသူ့ဖခင်ကိုပြောဆိုပြီးသူ့ရဲ့အိမ်မက်နောက်ကိုလိုက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့သုံးရဲ့ဘဝဟာပုံမကောင်းမွန်တဲ့ဘက်ကိုဦးတည်လာခဲ့ပါတယ်။ရာချိုရဲ့တငယ်ချင်းနှစ်ယောက်ဖာရာဂျူတို့ကလုံရရှိခဲ့တာကိုကျောင်းအုပ်ကြီးကကျင်းလန့်မှုမရှိနေခဲ့ပါဘူး။ဒါကြောင့်ကျောင်းအုပ်ကြီးကရာဂျူကိုစာမိုးဝဲချဖို့သူကိုယ်တိုင်မိကုံးစာရွက်တီးတန့်ထုတ်ခဲ့ပါတယ်။ဒီအကြောင်းအရာကိုသိသွားတဲ့ပီယာဟာရာဂျူရဲ့အတွက်မိကုံးခိုးဖို့ကျောင်းအုပ်ကြီးရုံးကားတော့ကိုရန်ချိုထံပေးခဲ့ပါတယ်။ဒီလိုနဲ့ရန်ချိုဖာရာတို့ကကျောင်းအုပ်ကြီးရုံးခန်းကိုခိုးဝင်ပြီးမိကုံးစာရွက်ကိုယူဆောင်ခဲ့ပါတယ်။ဒီအကြောင်းအရာကိုသိသွားတဲ့ကျောင်းအုပ်ကြီးဟာမင်းတို့တို့ရောက်ကျောင်းကနေအခုချက်ချင်းထွက်သွားဖို့ပြောခဲ့ပါတယ်။ဒီအချိန်မှာပဲပီယာရဲ့အမမွေးဖွားဖို့ကိစ္စရုတ်တရက်အခက်အခဲဖြစ်လာခဲ့ပါတယ်။မိုးတွေရမ်းရွာသွပြီးလမ်းတွေပိတ်ဆေးရုံကိုလည်းမသွားနိုင်ဖြစ်ခဲ့ပါတယ်။ရာချိုဟာသူ့ရဲ့အင်ဂျင်နီယာပညာရပ်နဲ့စိတ်ကူးကြံကိုအသုံးပြုပြီးဘက်ထရီအင်ဗာတာကိုအသုံးပြုကားဘက်ထရီလေဆုပ်ဆက်တဲ့ကလေးကိုကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ကကျောင်းအုပ်ကြီးဗိုင်းရပ်ကိုရန်ချိုရဲ့ဉာဏ်ရည်နဲ့စိတ်ဓာတ်ကိုလေးစားသွားစေခဲ့ပါတယ်။သူဟာရန်ချိုကိုသူ့ရဲ့အမြဲတမ်းတန်ဖိုးထားတဲ့အာကာသမှာရေးနိုင်တဲ့ဘောပင်ကိုလက်ဆောင်ပေးခဲ့ပြီးသူ့အတွေးခေါ်တွေမှန်ကန်ကြောင်းနောက်ဆုံးမှလက်ခံသွားခဲ့ပါတယ်။ကျောင်းပြီးသွားတဲ့အခါရန်ချိုဟာတငယ်ချင်းတွေကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတယ်။သူဘယ်ကိုသွားရဲဆိုတာဘယ်သူမှမသိခဲ့ပါဘူး။နောက်ဆုံးဆက်ဝင်ကမှာတော့ဖာရာဂျူပီယာနဲ့ချာတူတို့ဟာတကယ်ကျူးစစ်မှန်ဖြစ်တဲ့ချိုတူးစီကိုလိုက်သွားခဲ့ပါတယ်။သူတို့တကယ်သိတဲ့ရန်ချိုဟာအမှန်တကယ်တော့ဖိုဆူဝမ်ဂရူဆိုတဲ့သိပ္ပံပညာရှင်ကြီးဖြစ်ပြီးမူပိုင်ခွင့်400ကျော်ကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ဒါဒီဇာကရဲ့အကြီးမားဆုံးအချိုးကိုလည်းဖြစ်ပါတယ်။ချာတူကဖိုဆူဝမ်ဂရူကိုစိတ်ခေါ်ခဲ့ပြီးသူလောင်ပြောင်ခဲ့တဲ့သူကသူကိုယ်တိုင်အထင်ကြီးလေးစားရတဲ့သိပ္ပံပညာရှင်ကြီးဖြစ်နေမှသိလာရတဲ့အခါအကြီးအကျယ်အရှက်ရစေခဲ့ပါတယ်
ရာဂျိုကတော့ဖာရန်ရာဂျိုဘီယာတို့နဲ့ပျော်ရွှင်စွာပြန်လည်ပေါင်းစည်းသွားခဲ့တဲ့ဇတ်လန်းလေးအဖြစ်အဆုံးသတ်ထားပါတယ်ဒီဇာကားဟာပညာရေးစနစ်ပေါ်ပြန်လည်သုံးသပ်ဖို့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိတ်ကူးအိမ်မက်တွေကိုလိုက်လျှောက်ဖို့အမှန်တကယ်သင်ယူခြင်းရဲ့အဓိပ္ပာယ်တွေကိုနားလည်ဖို့နဲ့ခိုင်မာတဲ့တငယ်ချင်းတန်ရောစင်တွေရဲ့တန်ဖိုးကိုပြသပေးခဲ့ပါတယ် Always well ဆိုတဲ့ဇာကားလေးကဘဝရဲ့အခက်အခဲခြေတွေတိုင်းမှာကျွန်တော်တို့ရဲ့စိတ်ကိုတည်ငြိမ်စေပြီးခွန်အားပေးနိုင်တဲ့အမှန်တရားတစ်ခုဆိုတာကိုလည်းသက်သေပြခဲ့ပါတယ်ပညာဆိုတာအမှတ်ကောင်းဖို့အစဉ်ကောင်းဖို့တသက်မဟုတ်ပဲနားလည်ဖို့နဲ့လက်တွေ့အသုံးချဖို့ဆိုတာကိုဒီဇာကားကနေကောင်းကောင်းကြီးသင်ယူခဲ့ရပါတယ်ဒီလိုရုပ်ရှင်ကားလေးတွေကိုနောက်ထပ်ဘယ်ကားလေးတွေကိုပြန်လည်သုံးသပ်ပေးစေခြင်းလဲဆိုတာကိုကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်နော်နားဆင်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ